မင်္ဂလာပါဒါကတော့ Introduction to Engineering Mechanics ရဲ့ Part 9ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာဘာတွေပါမလဲဆိုလို့ရှိရင်တကယ်ဒီ real life example လေးတစ်ခုဖြစ်တဲ့ဒီ truck crane လေးတစ်ခုပေါ့နော်ဒီ truck crane လေးရဲ့ကျွန်တော် members day မှာရှိနေတဲ့ကျွန်တော်တို့ force တွေကိုကျွန်တော်ကတွက်ထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြည့်အောင်ပါအဲ့တော့ကျွန်တော်ဒီဟာကိုဒါမျိုးကျွန်တော်တို့ sketch အနေနဲ့ပြောင်းလိုက်မယ်ပေါ့နော်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါမျိုးရမှာပေါ့ကျွန်တော်တို့သူရဲ့ဒီ support တွေကကျွန်တော်ဒီမှာ hinge ဒီ pin support တွေပေါ့နော်pin support တွေဖြစ်တယ်အဲ့တော့ဒီမှာသူ့မှာဒီhydraulic arm တခုရှိနေပေါ့နော်သူ hydraulic arm တခုနဲ့ထောက်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ incline ဒီသူ့ထိပ်မှာရှိတဲ့ဒီကျွန်တော်ဆွဲတဲ့ကြိုးပေါ့နော်အဲ့ဒါကိုသူကဒီ vertical အတိုင်းအတက်မထားဘဲနဲ့သူကနည်းနည်းလေးစောင်းထားတယ်ပေါ့နော်နည်းနည်းလေးစောင်းထားပြီးတယ်ပို့ပြီးတော့ဒီတွဲရတာပို့ပြီးတော့နည်းနည်းလေးအခက်ခဲတော့လုပ်ထားတာပေါ့တကယ်လေကျွန်တော် vertical အတိုင်းသာရှိနေမယ်ဆိုလို့ရှိရင်တော့ဒါဘာမှလုပ်စရာမလိုဘူးပေါ့နော်ကျွန်တော်ကဒါမျိုးစောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုရှိတွဲလိုက်ကြလို့ရှိရင်သူကဒီ component တွေခွဲပြီးတော့တွဲရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့တစ်ခုပေါ့အဲ့တော့ဒီမှာ dimension တွေရှိရပေါ့နော် total dimension က25ပေရှိရကျွန်တော်ဒီမှာD နဲ့ဒီ distance က10ပဲရှိရပေါ့ height တွေမှာလည်း height တွေလည်းကျွန်တော် distance တွေပေးထားပြီးသားရှိရပေါ့နော်ဆိုတော့သူအောက်မှာဒီ2000 pound feet ဆိုတဲ့ moment တစ်ခုရှိရပေါ့ဒီနားလေးမှာ okay ဆိုတော့ဒါကျွန်တော် diagram လေးဖြစ်တယ်ပေါ့နော်ဒီ truck crane ကိုပြောင်းဆွဲလိုက်တဲ့ diagram တစ်ခုဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော်ဘာလုပ်ရမလဲပေါ့ပြီးတဲ့အတိုင်းပဲ free body diagram ဆွဲရမှာအဲ့တော့ကျွန်တော်ဒီပုံလေးကိုကျွန်တော် free body diagram နဲ့ဆွဲကြည့်အောင်အဲ့တော့ free body diagram ဆွဲမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကိုဆွဲချင်တဲ့ member ပေါ့နော်ကိုဆွဲချင်တဲ့ member ကိုရှာမယ်ပြီးလို့ရှိရင်အဲ့ member ကိုဒီဘာမှဒီ constraint တွေဘာမှမပါဘဲနဲ့အဲ့ member ကိုဆွဲရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ external force တွေကို apply လုပ်မယ်ပြီးလို့ရှိရင်ဒီ reaction တွေဒီ constraint တွေမှာရှိနေတဲ့ reaction တွေကို constraint တွေတဲ့နေရာမှာ reaction ကိုအစားထိုးရမယ်ပေါ့နော်ဒါ free body diagram ဆွဲတဲ့ system ပေါ့အဲ့တော့ကျွန်တော်ပထမဆုံးဘယ်ဟာကိုဆွဲမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ member ကြီးပေါ့နော်ကျွန်တော် sorry CBA ဆိုတဲ့ဒီ member ပေါ့အဲ့ member ကိုကျွန်တော်တို့ကယူလိုက်မယ်ယူပြီးတော့ကျွန်တော် free body diagram ဆွဲကြည့်မယ်ပေါ့နော်အဲ့တော့ဘယ်လိုရှိမလဲဆိုလို့ရှိရင်ဒါကကျွန်တော် CBA ဆိုတဲ့ member ပေါ့နော်အဲ့တော့ C နောက်မှာ B ရှိမယ်ဒီမှာ A ရှိမယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီ apply force တွေတက်ရောက်ရမှာပေါ့နော်အဲ့တော့ apply force ဒီမှာတစ်ခုရှိမယ် apply force ကဒီမှာ900ရှိမယ်လို့ရှိရင်ဒီမှာကျွန်တော် moment တစ်ခုရှိနေတယ်နော်ပေါ့သူကကြတော့2000 pound feet moment တစ်ခုရှိနေမယ်ဆိုတော့ဒါ force တွေ apply လုပ်ပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ reaction တွေပေးရမယ်နော်ကျွန်တော်တို့ support တွေမှာရှိတဲ့ reaction တွေပေးရမယ်အဲ့တော့ကျွန်တော်ဒီ A ရဲ့ point မှာ A point မှာကျွန်တော်တို့ကသူက pin connection pin support ရှိတယ်အဲ့တော့အဲ့ pin support ကဒီ reaction တစ်ခုပေးမှာပေါ့နော်ရှင်ဒီမှာ pin support ကသူ reaction တစ်ခုပေးမယ် vertical တစ်ခုရယ်သူ့ကိုကျွန်တော်တို့ AY လို့ပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်horizontal တစ်ခုသူကကြတော့ AX ပေါ့ AX A1 ဆိုပြီးတော့ reaction တစ်ခုပေးထားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ B ဆိုတဲ့ point မှာ B ဆိုတဲ့ point မှာလည်းသူကဒီ B ဆိုတဲ့ point မှာလည်းသူကဒီhinge ဒီ pin condition နဲ့ဆက်ထားတာပေါ့နော် pin condition နဲ့ဒီအောက်ကနေထောက်ထားတာပေါ့အဲ့တော့ကျွန်တော်ဒီ B ဆိုတဲ့ point မှာလည်းသူက pin condition ဖြစ်တယ်ဆိုတော့အဲ့ point မှာလည်းကျွန်တော်တို့က reaction တစ်ခုရှိနေမှာသူလည်းပေါ့နော်အဲ့တော့သူ့ကိုလည်း reaction တစ်ခုရှိနေတယ်သူကကြတော့ BHB1 ပေါ့ B1 BH1 ဆိုတော့ဒါမျိုးရှိနေမယ်ဒါဆိုလို့ရှိရင်ဒီ member အတွက်ကျွန်တော်တို့ဒီစဉ်းစားတဲ့ဒီ member အတွက် free body diagram ကဒါ sorry dimension တွေထည့်အောင်မယ်ပေါ့နော်20ပေပေါ့ okay ဒါဆိုလို့ရှိရင် free body diagram ကဒါပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်ဒီမှာဒါမျိုးအသေးချာလေးပြန်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးရလာမှာပေါ့နော်ကျွန်တော်တို့အောက်မှာဒီ AXA1 ရှိတယ်ဒီမှာကျွန်တော် BHB1 ရှိတယ်ပြီးလို့ရှိရင် force က900တခုရှိတယ်ဒီမှာ moment တခုရှိတယ်ပေါ့နော်2000ဆိုတဲ့ moment တခုရှိတယ်
ဆိုဒါ free body diagram အဲ့တော့ကျွန်တော်တို့ဒီမှာဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာမတိကိန်းတွေကပေါ့နော်ဒီကိုလိုချင်တဲ့တန်ဖိုးတွေ unknown number တွေက၄ခုတောင်ရှိတယ်ပေါ့နော်၄ခုတောင်ရှိတယ်ဆိုတော့ကျွန်တော် bx b1 ရှိတယ်အဲ့တော့ ax a1 ရှိတယ်၄ခုတောင်ရှိတယ်၄ခုရှိဒါပေမဲ့ကျွန်တော်တို့စီမှာရှိတဲ့ equation ကကြတော့ကျွန်တော်က3မျိုးပဲရှိတာ equation 3ကြောင်းပေါ့နော်စမချင်း f(x) ရဲ့ f(y) ရဲ့ mb ရဲ့ဆိုပြီးတော့ equation 3ကြောင်းပဲရှိတယ်အဲ့တော့ဒီ equation 3ကြောင်းရှိတယ်ဆိုလို့ရှိရင်မတိကိန်းequation 3ကြောင်းရှိပြီးတော့မတိကိန်း၄ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကရှင်းလို့မရသေးဘူးပေါ့နော်အနုတစ်ခုပုံနေရပေါ့အဲကျွန်တော်တို့အနည်းဆုံးဒီ equation အနု၄ခုရှိတယ်ဆိုလို့ရှိရင်အနည်းဆုံး equation ၄ခုရှင်းမှရဒါမှကျွန်တော်တို့ကရှင်းလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုကစမပြေသေးဘူးအဲ့ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ခုဘာလုပ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် member တစ်ခုကိုကျွန်တော်တို့ free body diagram ထပ်ပြီးတော့ဆွဲကြည့်ဖို့လိုအပ်တယ်အဲ့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ BD ဆိုတဲ့ member ကိုကျွန်တော်ယူပြီးတော့ free body diagram လေးတစ်ခုဆွဲကြည့်လိုက်မယ်ဒီမှာပေါ့နော်အဲ့တော့ကျွန်တော် BD ကိုဆွဲတဲ့အချိန်မှာဒီထားမှာကကျွန်တော်တို့ဒီ B ဆိုတဲ့ point မှာပေါ့နော် B point မှာဒီမှာရှိခဲ့တဲ့ force ဒီ reaction တစ်ခုက BD ဆွဲတဲ့အချိန်မှာကျတော့အဲ့ reaction တွေကကျွန်တော်တို့ opposite direction မှာရှိနေရဆိုတော့ကျွန်တော် BH ကဒီဘက်ဒီ member ကိုဆွဲတော့ကပေါ့နော် member ခြေကြီးကိုဆွဲတော့ BH ကညာဘက်ကိုသွားနေဆိုလို့ရှိရင်ဒီ BD ဆိုတဲ့ BD ကိုဆွဲတဲ့အချိန်မှာ BH ကဘေးကိုသွားရမယ်ပေါ့နော်ဘေးပါလည်းအတိုင်းပဲသူကဒီမှာဆိုရင်အပေါ်ကိုသွားတယ်ဆိုလို့ရှိရင်ဒီဟာကိုဆွဲတဲ့အချိန်မှာသူကအောက်ဘက်ကိုသွားမှာဒါမှကျွန်တော်တို့ကဒီ joint မှာ equilibrium ရှိမှာပေါ့နော် joint equilibrium ရှိမှာဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော် B1 ကအောက်ဘက်ကိုဆွဲဆင်းနေဆိုလို့ရှိရင်သူ့အောက်မှာရှိတဲ့ D1 ကကျွန်တော်အပေါ်တက်မှာပေါ့နော်ပြီးလို့ရှိရင် BH ကညာကိုသွားတယ်ဆိုဘေကိုသွားတယ်ဆိုလို့ရှိရင်ကျွန်တော် DH ကညာကိုသွားမှာဒါဆိုလို့ရှိရင်ကျွန်တော်ဒီ BD ဆိုရဲ့ BD member ရဲ့ဒါ free body diagram လေးရသွားအဲ့တော့ကျွန်တော် BD ရဲ့ free body diagram ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ BD member ကိုကျွန်တော်အရင်တွက်ကြည့်လိုက်လို့ရတယ်နော် BD member ကိုအရင်တွက်ကြည့်လိုက်လို့ရတယ်အဲ့ဒါဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီသူ့ကိုပေါ့နော်ကျွန်တော်တို့က moment လဲလိုက်မယ်တ point မှာပေါ့သူ့ကိုကြတော့ကျွန်တော်တို့ကmoment မလဲဘဲနဲ့ပေါ့နော်ကျွန်တော်တို့က summation f(x) ပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော် bh နဲ့ dh နဲ့ညီမယ် f1 ပေါင်းမယ်ဆိုလို့ရှိရင် b1 နဲ့ d1 နဲ့ညီမယ်ဆိုတော့အဲ့ဒါကိုရင်စပေါင်းရင်လည်းရတယ်ပေါ့နော်ရတယ်ကျွန်တော်အဲ့ဆိုဒီ member အတွက်အရင်ကို summation f(x) equal to 0နဲ့ တွက်လိုက်မယ်အဲ့တော့ကျွန်တော်တို့က bh နဲ့ဘာနဲ့ညီမလဲဆိုလို့ရှိရင် dh နဲ့ညီမယ်ပြီးလို့ရှိရင် summation f of y equal to 0ဆိုလို့ရှိရင်ကျွန်တော်တို့ by နဲ့ dy နဲ့ညီမယ်အဲ့တော့ဒီ member ရတာပေါ့နော်ဆိုတော့ bs နဲ့ ds နဲ့ညီတယ် by နဲ့ dy နဲ့ညီတယ်အဲ့တော့ bh ဆိုတာအဲ့တော့ဒီမှာတန်ဖိုးတွေကမထွက်သေးဘူးအဲ့တော့ကျွန်တော်ဒီမှာ moment point မှာ moment ကောက်လိုက်မယ်ပေါ့နော်ကျွန်တော် d မှာပဲဖြစ်ဖြစ် moment ကောက်လိုက်မယ် d ဟာ height ကကျွန်တော်ဒါ20ရှိရပေါ့နော်20 feet ရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော် moment ကောက်လိုက်မယ်ဆိုလို့ရှိရင် summation md equal to summation equal to 0 clockwise အပေါင်းကောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာရမလဲဆိုတော့ဒီဘာက d ကိုပတ်ပြီးတော့လဲမလဲဆိုတော့ကျွန်တော်က bh က d ကိုပတ်ပြီးတော့လဲမယ် b1 ကမလဲဘူးပေါ့နော် b1 ကကျတော့သူရဲ့ဒီ line of axis ကဒီ b ကို d ကိုဖြတ်သွားတာမို့လို့ b1 ကမလဲဘူး bh ကလဲမယ်အဲ့တော့ bh တော့ကျတော့ minus နဲ့သွားမှာပေါ့နော်ဒီ counter clockwise နဲ့လဲမှာဆိုတော့ counter clockwise နဲ့လဲမှာဆိုတော့ minus နဲ့သွားမယ်bh သူကအမြောက်distance က20ပေါ့ပြီးလို့ရှိရင်0ဒါဆိုလို့ရှိရင် bh က0ပဲအဲ့တော့ bh 0ဆိုလို့ရှိရင် dh less 0ပေါ့နော် dh less 0 dh less 0အဲ့တော့ဒီ bd ဆိုတဲ့ member မှာဆိုရင် bh နဲ့ dh ကမရှိဘူးပေါ့နော်မရှိဘဲနဲ့ကျွန်တော်က by နဲ့ dy နဲ့ပဲရှိမယ်ဒါ bd ဆိုတဲ့ member မှာပေါ့နော်โอเคအဲ့တော့bh နဲ့ dh နဲ့မရှိဘူး by နဲ့ dy နဲ့ပဲရှိနေမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုကျွန်တော်က two force member လို့ခေါ်တယ်ဒါမျိုး member ပေါ့ဒါမျိုးဒီmember force နှစ်ခုပဲရှိတဲ့ member ကိုကျွန်တော် two force member လို့ခေါ်တယ်
ဟုတ်နော်အဲ့တော့ two force member ကကျွန်တော်တို့က tension လည်းဖြစ်နိုင်တယ် compression လည်းဖြစ်နိုင်တယ် tension လည်းဖြစ်နိုင်တယ် compression လည်းဖြစ်နိုင်တယ်ဘာဘလို့ဖြစ်ရမလဲဆိုလို့ရင် तू ကဒီ line of x ဒီ opposite ဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့က equal forces ဖြစ်ရမယ်ပြီးလို့ရှိရင် opposite direction ဖြစ်ရမယ် equal forces ဖြစ်ရမယ် opposite direction ဖြစ်ရမယ်ပြီးလို့ရှိရင် collinear forces ဖြစ်ရမယ် collinear forces ဆိုတာကျွန်တော်တို့ဒီ line of action ကပေါ့နော်သူ line of action ကတစ်ခုတည်းဖြစ်ရမယ်ပေါ့နော် line of action ကအဲ့ line of action တစ်ခုတည်းမှာရှိနေရမယ်ဟိုနည်းနည်းလေးလွဲသွားတာမျိုးဖြစ်လို့မရဘူးပေါ့နော် line of action ကတစ်ခုတည်းမှာရှိနေရမယ် shape is not a factor အဲ့တော့ shape ကတော့အရေးမကြီးဘူးပေါ့သူကဘယ်လိုပဲဖြစ်ရတယ်ပေါ့ဒါမျိုးတောင်းနေဆိုလို့ရှိရင်လည်းရတယ်သဘောကအဲ့ဆိုလို့ရှိရင်သူရဲ့ line of axis ကဆိုတော့ဒါမျိုး line of axis ရှိတယ်ဆိုလို့ရှိရင်သူက force ကဒီ direction လိုက် force ကဒီ direction နဲ့တက်ရောက်ရမယ်ဒီလိုရှင်တစ်ဖက်မှာဒီတိုင်းတက်ရောက်မယ်အဲ့ဆိုလို့ရှိရင်သူရဲ့ line of axis ကline of axis ကတစ်ခုတည်းဖြစ်နေမယ်ဆိုလို့ရှိရင်ဒါကိုသူ့ကို two force member လို့ခေါ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်bh နဲ့ dh ကဒါမရှိဘူးဆိုတာသိပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင် dy နဲ့ dy နဲ့လည်းညီတယ်အဲ့ဒါဆိုတော့ကျွန်တော်ဆက်ပြီးတော့ summation f of h ကိုပေါင်းကြည့်မယ်အဲ့တော့ summation f of h equal to 0ပေါ့အဲ့တော့ဒီမှာဘာတွေရှိမလဲဆိုလို့ရှိရင် h direction ဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ900ရဲ့ဒီ horizontal component ရှိမယ်900ရဲ့ horizontal component ကအဲ့တော့သူကဒီကျွန်တော်ကညာကိုသွားလို့ရှိရင်အပေါင်းလို့ယူမယ်ဆိုလို့ရှိရင်ပေါင်းလို့ယူမယ်ဆိုလို့ရှိရင်ဘယ်ကိုသွားလဲဆိုလို့ရှိရင်သူက minus နဲ့ပေါ့ minus 900သူကhorizontal component ဆိုလို့ရှိရင် sin ပေါ့ sin 30 900 sin 30ရှိမယ်ပြီးလို့ရှိရင်နောက်ပါရှိမလဲဆိုတော့ bh ရှိမယ်နော်အဲ့တော့ b plus bh ရှိမယ်ပြီးလို့ရှိရင်ပါရှိမလဲဆိုတော့ကျွန်တော်ဒီမှာ ah ရှိမယ်အဲ့တော့ plus ah ရှိမယ်2ဒီမှာ0ပေါ့အဲ့တော့တရားကိုရှင်းမယ်ဆိုလို့ရှိရင်အဲ့တော့ bh plus ah equal to 450 ရမယ်တခုရသွားပြီပေါ့ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင် summation ဒီ f of y equal to 0 summation f of y ကိုပေါင်းလို့ရတယ်summation f of y ပေါင်းလိုက်မယ်နော် summation f of y equal to 0နဲ့ပေါင်းလိုက်မယ်sorry ကျွန်တော်ဒီမှာဒီ bh နေရာမှာကျွန်တော်0ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်0ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကah equal to 450ရမယ်ပေါ့မ ah equal to 450ရဒါဆိုရင် ah တခုရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်တို့ဒီ summation f of y ကိုပေါင်းမယ်အဲ့တော့ summation f of y equal to 0အပေါ်တက်လို့ရှိရင်အပေါင်းနဲ့ယူမယ်ပေါ့နော် right ဒီမှာဘာလို့ရှိမလဲဆိုတော့ဒီမှာ900ရဲ့particle component ဆိုတော့ minus အောက်ဘက်ဆင်းတာဆိုတော့ minus 900လို့ရှိရင်သူက cos နဲ့ပေါ့ cos 30ပြီးလို့ရှိရင်နောက်ထပ်ဘာရှိမလဲဆိုတော့ by ဆိုလို့ရှိမယ်အဲ့တော့ plus by ပေါ့ plus by ပြီးလို့ရှိရင်ဒီမှာဘာရှိမလဲဆိုတော့ ay plus ay plus ay ဆိုပြီးတော့ရှိမယ်သူက equal to 0အဲဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်ရှင်းမယ်ဆိုလို့ရှိရင် by plus ay equal to 779.4နော်အဲ့တော့779ဒါဆိုလို့ရှိရင်ဒီမှာတစ်ခုရထားတယ်အဲ့တော့ဒီကကျွန်တော်ထပ်ပြီးဒီကကျွန်တော်ရှင်းလို့မရသေးဘူးအဲ့တော့ moment ထက်ချာအဲ့တော့ summation moment summation m ဘယ်နှမှာပေါင်းမလဲဆိုတော့ကျွန်တော် a မှာတွက်ရင်လည်းရတယ်ကျွန်တော် b မှာတွက်ရင်လည်းရတယ်ကျန်တဲ့နေရာတစ်ခုမှာတွက်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် a ကပဲတွက်လိုက်မယ်အဲ့တော့ summation ma equal to 0ပေါ့
က clockwise ဆိုလို့ရှိရင်အပေါင်းတော့ယူမယ်အဲ့တော့A မှာပေါ့နော်အဲ့တော့ပထမဆုံးပါရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီ2000ဆိုတဲ့ဟို moment တစ်ခုရှိတယ်ပေါ့အဲ့တော့2000ရှိမယ်ပြီးလို့ရှိရင်နောက်ထပ်ဘာ force တွေကသူ့ကို moment ဖြစ်စေမလဲဆိုတော့ကျွန်တော်ဒီမှာ B1 ဖြစ်မယ် B1 လည်း moment ဖြစ်စေမယ် BX လည်း moment ဖြစ်စေမယ်နော်အဲ့တော့ကျွန်တော် BX ကိုရေးလိုက် BX က0အဲ့တော့0ဆိုတော့သူ့ကိုထည့်စရာမလိုဘူးအဲ့တော့ B1 ကိုရေးရမယ် B1 ကဒါမျိုးလဲမှာပေါ့နော် A ကိုဒါပဲပြီးတော့ဒါမျိုးလဲမှာဆိုတော့သူက clockwise ဖြစ်တယ်အားကြောင့်မလို့သူကအပေါင်းနဲ့ရှိမယ်ပေါင်းလို့ရှိရင်ပြီးလို့ရှိရင်သူ့ရဲ့ဒီ limit distance ကဒါ limit distance က10ပဲပေါ့နော်ဒီ distance နဲ့လဲမှာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါင်း B1 မြောက်10ပေါ့နော်ဒါက limit တစ်ခုပြီးလို့ရှိရင်နောက်ထပ်ဘာရှိမလဲဆိုတော့ဒီ900ရဲ့နော်900ရဲ့ဒီ vertical component ရောဒီ horizontal component ရောလဲမှာဖြစ်တယ်အဲ့တော့900ရဲ့ဒီ vertical horizontal component ကိုအရင်ကြည့်မယ်900ရဲ့ horizontal component ကဒါသူကဒီဘက်ကိုသွားတာဆိုလို့ရှိရင်ဒါမျိုးပတ်လဲမှာဖြစ်တယ်ပေါ့နော်သူကအဲ့ဆိုရင်သူက minus နဲ့လာမှာအဲ့တော့ minus သူက900သူကဘယ်လောက်လဲ horizontal component ဆိုတော့ sin 30အဲ့တော့သူရဲ့ distance ကဘယ်လောက်လဲဆိုတော့ဒီမှာပဲကျွန်တော်ရေးလိုက်တော့မယ်သူရဲ့ distance က20နဲ့30ပေါ့နော်34သူကထိပ်တီဆိုတော့30ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော် minus သူလည်း900ပဲ900သူကကျတော့ sin vertical component ပေါ့နော်သူကကျတော့ဘယ်လောက်နဲ့လဲမလဲဆိုလို့ရှိရင်သူက30ဆိုတော့25နဲ့လဲequal to 0အဲ့တော့ဒီအကိုကျွန်တော်တို့အကုန်ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ B1 တန်ဖို့ရလာမှာဖြစ်တယ်ပေါ့နော်ဒီအရာကိုရှင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် B1 တန်ဖို့ရလာအဲ့တော့ B1 ကဘယ်လောက်ရမလဲဆိုလို့ရှိရင်ကျွန်တော် B1 က1.98ဒါသမငါပေါင်းပေါ့နော် B1 ရမယ် B1 ရပြီဆိုလို့ရှိရင်ကျွန်တော် A1 ဆက်ပြီးတော့ရှာလို့ရတယ်အဲ့တော့ကျွန်တော် B1 နဲ့ A1 နဲ့ပေါင်းတာကခုနရှင်းမှာရခဲ့တာ779.4 ရခဲ့တာပေါ့နော်အဲ့တော့ကျွန်တော် A1 လို့ရှင်းတယ်ဆိုလို့ရှိရင်ဒီ 779.4 ကနေပြီးတော့ဒီ 1298.5 ကိုနှောက်အောင်ပါပေါ့နော် ns ပေါ်တော့ရတော့ minus 519 ပေါ့နော်အဲ့တော့ဒီလောက်ရမယ် A1 တော့A1 ကဒါ minus နဲ့ထွက်တယ် minus နဲ့ထွက်တယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်ဒီ direction ကမြား direction ကဒါမှားတယ်ပြောတယ်ပေါ့နော်မြား direction ကဒီအောက်ဘက်ကိုဆင်းရမှာဖြစ်တယ်အောက်ဘက်ဆင်းရမှာဖြစ်တယ်ဒါ A1 ရပြီအဲ့တော့ကျွန်တော် B1 ရပြီ B1 ရော A1 ရပြီပေါ့နော်ဒါဆိုတော့ကျွန်တော်ကအကောင်ဒီ force တွေအကုန်လုံးရသွားပြီပေါ့နော်ကျွန်တော် AX ရသွားပြီ AX AY BX B1 အကုန်သိသွားပြီပေါ့နော်အဲ့တော့ AX က450ရှိရပေါ့ AX က450ရှိတယ်ကျွန်တော်တို့ဒီမှာA1 ကြတော့ကျွန်တော် minus နဲ့ထွက်တာမဟုတ်တော့အောက်ဘက်ကိုရှင်းမယ်အောက်ဘက်ကို919 1.1 ပေါ့နော်ပေါင်းရှိမယ်လို့ရှင်း BH ကတော့မရှိဘူး0 BY BY ကဒီ1298ပေါ့ sorry 128.5 BY အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော် force တွေအကုန်လုံးရသွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ခုနတွက်ခဲ့တာကကျွန်တော်တို့ကဒီ A မှာကျွန်တော် moment လဲပြီးတွက်ခဲ့တာပေါ့နော်အဲ့တော့တရားကိုကျွန်တော်ပြန်ပြီးတော့စစ်မယ်ဆိုလို့ရှိရင်ဘယ်လိုစစ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော် moment ကကြိုက်တဲ့နေရာမှာတွက်လိုက်မယ်ဆိုလို့ရှိရင်0ဖြစ်ရမယ်ကျွန်တော် B မှာတွက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် moment က0ပဲဖြစ်ရမယ်ဟိုဒီတန်ဖိုးတွေထည့်ပြီးတော့တွက်လိုက်မယ်ဆိုလို့ရှိရင် B မှာရှိတဲ့ moment ကလည်း summation m ကလည်း0ပဲရှိရမယ်အဲ့တော့ကျွန်တော်စစ်ကြည့်လို့ရတယ်ပေါ့နော် C မှာတွက်မယ်ဆိုလို့ရှိရင်လည်း0ပဲဖြစ်ရမယ်